အားလုံးပဲမင်္ဂလာပါရှင်။နဂါးရွှေဝါစိတ်ရွှေရတနာဆိုင်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။မင်းဒီနေ့ရောင်းချပေးမှလေးရကြတော့ 80K 6 ကာလာဟန်ချင်းလေးတွေပဲဖြစ်ပါတယ်ရှင်။ Grand chain ပပလေးတွေနဲ့ရန်ကိုလှပတဲ့ဒီဇိုင်းလက်ရလေးတွေကိုရောင်းချပေးမှဖြစ်ပါတယ်ရှင်။ပထမတစ်ခုကိုပြသပေးမှလေးရကြတော့လိပ်ပြပုံစံဒီဇိုင်းလက်ရလေးဖြစ်ပါတယ်ရှင်။လိပ်ပြတောင်ပန်လေးတွေမှာအပေါက်ကလေးတွေဖောက်ထားတဲ့ဖောက်ပြီးတော့အနူးစိတ်ဒီဇိုင်းလက်ရလေးတွေပါဝင်ပါတယ်ရှင်။ကျိုးလေးမှာလည်းရွှေဘော်လုံးလေးတွေနဲ့အလားစင်လာလို့လက်လေးပေါ်မှာဆင်မြန်းလိုက်တဲ့အခါမှာကော်လွင်ထီချားစီမံဒီဇိုင်းလက်ရမျိုးလေးဖြစ်ပါတယ်ရှင်။ဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 1.56 grand chain လေးရှိပါတယ်ရှင်။အရှည်လေးကကြတော့အကျက်အပါဝင် 7.5 အရှည်လေးရှိပါတယ်နော်။မင်းဒုတိယတစ်ခုပြသပေးမှလေးကကြတော့ပွမ်းပွင့်3ပွင့်နဲ့ပုံဖော်ပေးထားတဲ့ဟန်ချင်းလက်ရဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။အလဲပန်းပွင့်လေးရဲ့ထဲမှာကြတော့ကျဲပုံစံလေးပုံဖော်ပေးထားတာဖြစ်တော့အရန်လှတော့ဒီဇိုင်းလက်ရလေးဖြစ်ပါတယ်ရှင်။တစ်ဖက်တစ်ချက်မှာလည်းပန်းပွင့်ပုံစံအသားလေးတွေလည်းပါဝင်ပါတယ်နော်။ကျိုးသားလေးရဲ့ခပ်ပပလေးနဲ့အနုစိတ်ပြီးတော့ချစ်စရာကောင်းတဲ့ဒီဇိုင်းလက်ရလေးဖြစ်ပါတယ်နော်။တဲလေးတို့ကြီးဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 0.69 grand chain လေးရှိပါတယ်ရှင်။အရှည်လေးကကြတော့အကျက်ပါဝဲပေါ့နော် 7.5 အရှည်လေးရှိပါတယ်နော်တဲလေးတို့ကြီးမင်းတတိယတစ်ခုကိုပြသပေးမှလေးကကြတော့ clover design လေးဖြစ်ပါတယ်ရှင်ဒီ design လေးကလည်းကြတော့ကံကောင်းခြင်းကိုကိုစားပြုတဲ့လေးခွင့်ဆိုင် clover design လေးနဲ့ပြုလုပ်ပေးရတာဖြစ်ပါတယ်ရှင်အခုလက်တော့ trend ဖြစ်နေတဲ့ design လေးဆိုရင်လည်းမမှားပါဘူးရှင်လူငယ်တွေကြိုက် fashion ကြတဲ့ design လက်ရမျိုးလေးပဲဖြစ်ပါတယ်ရှင်ဒီဟန်ချင်းလေးရဲ့ grand chain လေးကကြတော့ 0.63 ပဲဖြစ်ပါတယ်ရှင်အရှည်လေးကကြတော့အကျက်ပါဝဲ 7.5 အရှည်လေးရှိပါတယ်เนาะတဲလေးတို့ကြီးအရန်လာတော့ design လက်ရမျိုးလေးပါရှင်ကဲမေမေနံပါတ်၄လေးကိုပြသပေးမှလေးကကြတော့ swine shirt ဒီဇိုင်းပုံစံမျိုးလေးပဲဖြစ်ပါတယ်ရှင်။ swine နှစ်ခုကိုရက်ထားတဲ့ပုံစံဒီဇိုင်းဖြစ်ပြီးတော့ရိုးရှင်းမြင်မဲ့လည်းအထာကျတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်နော်။မြစ်စင်ဝတ်ဖို့အတွက်လည်းအဆင်ပြေပါတယ်ရှင်။အမြဲတမ်းလက်တွဲသွားမယ်ဆိုတဲ့ဒိဗယ်မျိုးလေးကိုလည်းစောင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကောင်မလေးကိုလည်းလက်ဆောင်ပေးတဲ့အခါမှာလည်းအရန်ကိုတင့်တော်တဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။ပုံစံလေးကိုမှကြိုက်တဲ့ချစ်မတို့အတွက်ဆိုရင်လည်းဒီဒီဇိုင်းလေးရရန်ကိုလှပတဲ့ဒီဇိုင်းမျိုးလေးပါနော်။ဒီဒီဇိုင်းလေးရဲ့ grand chain လေးကကြတော့ 0.66 grand chain လေးရှိပါတယ်ရှင်အရှည်လေးကတော့9လက်မှာပါနော်ရတနာဒီဇိုင်းအသစ်လေးတွေကိုစိုင်ရောက်လာစရာမလိုဘဲနဲ့အသေးစိတ်ကိုကြည့်ရှုနိုင်ဖို့ဗီဒီယိုလေးနဲ့နေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့မမေတို့ရဲ့ page ကိုလည်း like and follow လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်ဒါအပြင်တခြားကြည့်ကျင်တဲ့ရတနာလေးတွေရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုပေးလို့နဂါးကျွေဝါမိသားစုမှာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်